တူတညာနာမှနှစ်သက်စုတောင်းလွာကျမတို့ရဲ့တူတညာနာကုမ္ပဏီဟာမြန်မာနိုင်ငံကတက်တန်းနှုပြိုသေးတဲ့သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ကျမတို့အဖွဲ့ကို2019ခုနှစ်မှာစတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီးအခက်အခဲအန္တရာယ်စိန်ခေါ်မှုများကြားထဲမှာအခုဆိုရင်6နှစ်သားရွယ်အထိတိုးတက်ရောက်ရှိလာခဲ့ပြီးဖြစ်ပါတယ်။ကျမတို့ကုမ္ပဏီဟာ ARIDR လို့သိရှိကြတဲ့အခြေခံသုတေသနသင်တန်းအပါအဝင်သုတေသနဝန်ဆောင်မှုအမျိုးမျိုးအထူးသဖြင့်ကုလသမဂ္ဂအဖွဲ့အစည်းများနိုင်ငံတကာအစိုးရမဟုတ်တဲ့အဖွဲ့အစည်းများနဲ့နိုင်ငံတကာအဖွဲ့အစည်းအမျိုးမျိုးတို့အတွက်စီမံချက်အခြေပြုသုတေသနအတိုင်ပင်ခံလုပ်ငန်းများကိုဝန်ဆောင်မှုဆက်လက်ပေးလျက်ရှိပါတယ်။အခုလိုနှစ်သက်ကူအခါသမယမှာမြန်မာနိုင်ငံနဲ့ကမ္ဘာတဝန်းရှိကျမတို့ရဲ့ပုံမှန်ဖောက်သည်များနဲ့အလားအလာရှိတဲ့အနာဂတ်ဖောက်သည်များအားလုံးတို့ကိုလှိုက်လိုက်လဲနှုတ်ခွန်းဆက်သလိုက်ပါတယ်ပျော်ရွှင်ပွဲခရစ်စမတ်အားလပ်ရက်အချိန်အခါနဲ့တိုးတက်ကြီးပွားတဲ့2026နှစ်သစ်မင်္ဂလာဖြစ်ပါစေကြောင်းဆုမွန်ကောင်းများတောင်းပေးအပ်ပါတယ်ရှင်ကျေးဇူးအထူးတင်ရှိပါတယ် New Year message from Thutar Nayanar. Thutar Nayanar is one of the youngest research services companies in Myanmar. It was established in 2019, and today it marks 6 years of growth despite the difficulties and challenges along the way. We continue to offer not only our research services, including the basic training program known as ARIT, but also project-based research consultancy for the UN, INGO, and other international organizations. As this new year approaches, we warmly greet our regular clients, as well as potential clients in Myanmar and worldwide. Wishing you happy holidays and the best wishes for a prosperous 2026 New Year. Thank you very much.